ဘာစိတ်ထဲမှာဘာရှိအောင်ဆိုအလိုဆိုးတွေရှိတယ်တဲ့ဟိုတနေ့ကတော့ပြောရတယ်နော်အဲ့ဒီအလိုဆိုးရဲ့အလိုကိုလည်းသူလိုက်တယ်တဲ့အလိုဆိုးရှိုံနဲ့မကဘူးအလိုဆိုးကိုအကောင့်ထဲပေါ်တယ်ပေါ့ဒါနံပါတ်1အဆုံးအမခက်ကြောင်းတရားအောင်နောက်နံပါတ်2ကိုမြင့်တင်တယ်သူတစ်ပါးကိုရှုံချတယ်တဲ့ဒါအဆုံးအမခက်ကြောင်းတရားဟုတ်လားနောက်ဦးဇင်းတို့နံပါတ်3ဘာပြောတော့ဆိုတော့သူအမြင့်နဲ့ပတ်သက်ပြီးတော့ပြောတာအလွန်အမျက်ထွက်လွယ်တယ်အမျက်ရဲ့လွှမ်းမိုးမှုကိုအမြဲတမ်းခံရတယ်ဟုတ်လားပြီးတော့အမျက်ထွက်ရုံနဲ့မကဘူးရန်ညိုးလေးဖွဲ့တယ်တဲ့နောက်အမျက်ထွက်ရုံနဲ့မကဘူးနော်သူ့ရဲ့စိတ်ထဲမှာရန်ညိုးတွေကစွဲနေတယ်တဲ့ဖြောက်လို့ကိုမရအောင်မုံတီးမှုကစွဲနေတယ်ဟုတ်လားဒါလည်းမကဘူးတဲ့အဲ့ဒီအမျက်ထွက်ပြီးတော့အမျက်နဲ့နီးစပ်တဲ့စကားကိုလည်းအမြဲတမ်းပြောတယ်တဲ့တပြစ်တောက်နဲ့မကျေနပ်တာကိုအမြဲတမ်းပြောနေတယ်တဲ့ဒါအဆုံးမခက်ကြောင်းတရားတွေကိုပြောတာနော်နောက်ဦးဇင်းတို့စောရနာတယ်ဆိုတဲ့စကားနဲ့ပတ်သက်ပြီးတော့သူက၅ချက်တောင်ဟောတယ်စောရနာတယ်ဆိုတာကနော်ကိုယ့်ကိုဘာလုပ်တာတော့နော်ဒီလိုဟုတ်လားလို့စောရကတက်တာပေါ့နော်ကိုယ့်ရဲ့အပြစ်ကိုပြပြီးတော့ထောက်ပြပြီးတော့ပြောတာပေါ့လူတွေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်အဲ့ဒါလို့စောရကတက်လာတဲ့စောရနာတယ်ဆိုရင်သူဘာလုပ်တော့မကျေနပ်ဘူးတဲ့သူ့ကိုစောရနာတဲ့လူကိုမကျေနပ်ဘူးအဲ့ဒါအဆုံးမခက်ကြောင်းတရားတယ်နော်နောက်မကျေနပ်တော့သူဘာလုပ်တော့ဆိုတော့ကြိမ်မောင်းမယ်တဲ့စောရကတက်တဲ့လူကိုကြိမ်မောင်းရင်မကဘူးတဲ့ပြန်ပြီးတော့ပြောမယ်တဲ့နော်ဒါတည်းမကဘူးတဲ့စောရကတက်တဲ့ပုဂ္ဂိုလ်ရဲ့စကားတွေကိုရှောက်လွှဲပြီးတော့ပြောနေတာဟိုကစစ်ဆေးတယ်ပြောတယ်ဆိုရင်အပြစ်ထောက်ပြဆိုအတိတ်ပဲမရှိစကားတွေကိုရှောက်လွှဲနေတာလူလောကကြီးမှာဒါမျိုးတွေမရှိဘူးလားရှိတယ်နော်ဒီကပြောနေတာတကယ်သူရှောက်ပြီးတော့ဖုံးကွယ်ဖိပြီးတော့ရှောက်လွှဲနေတာစကားတွေကိုဟုတ်လားနောက်စောတကတက်လာပြီဆိုလို့ရှိရင်ဖြစ်ရဖြစ်ကြောင်းအထုပ်ပတ်တိကိုကုံရှင်းအောင်တဘာဝကြောင်သူမဖြည့်ရှင်းနိုင်ဘူးတဲ့အဆုံးမခက်ကြောင်းတရားတွေနော်7မျိုးရှိသွားပြီနောက်4မျိုးကျန်နေတယ်နော်အဲ့ဒါကဘာလဲဆိုတော့ဦးဇင်းတို့အဲ့ဒီပုဂ္ဂိုလ်ဟာမက္ခပလာတမက္ခဆိုတာသူများရဲ့ဂုဏ်ကျေးဇူးကိုဖျက်ဆီးတာသူများကောင်းတာကိုအတိမမပြုနိုင်ဘူးနော်သူများကောင်းတာကိုအတိမမပြုနိုင်ပလာတဆိုတာဂုံပြိုင်တာဟောသူတို့မှအဲ့လိုမဟုတ်ပါဘူးတို့လည်းဒီလိုပါဆိုတာမျိုးပေါ့ဟုတ်လားနော်မက္ခပလာတတဲ့နောက်အိတ်တာမစ္စရိယတဲ့ဒါကတော့ယဉ်နေပါတယ်နော်မနာလိုခြင်းဝန်တိုခြင်းဒါအဆုံးမခက်ကြောင်းတရားနောက်ဓမ္မအတိမာနဓမ္မဆိုတာခက်ထန်တာနော်အတိမာနဆိုတာအလွန်မြင့်မောက်မာနကြီးတာဟုတ်လားဒါပါလေဆုံးမခက်ကြောင်းတရားနောက်ဆုံးပြောထားတာကကိုယ့်ရဲ့အယူအဆကိုအလွန်စွဲလန်းစွာဆုပ်ကင်ထားတယ်တဲ့အကျိုးတင်အကြောင်းတင်လာပြောတာကိုတော့သူမစွန့်လွတ်နိုင်ဘူးဒါမျိုးတွေမရှိဘူးလားရှိရနော်ကိုမှန်တယ်ထင်လို့ယူဆထားတာဟုတ်တယ်ဒါပေမဲ့အကျိုးတင်အကြောင်းတင်သဘာဝကြကြလာပြောရင်တော့စွန့်လွတ်တဲ့ရင်စွန့်လွတ်ရမှာပဲလေဟုတ်တယ်မဟုတ်လားအေးအဲ့လိုမျိုးသူ့မှာမရှိဘူးတဲ့ဒါပါလဲဆိုရင်အဆုံးမခက်ကြောင်းတရားတယ်အဲ့ဒီအဆုံးမခက်ကြောင်းတရားတွေကိုပယ်ရှားဖို့အတွက်အရှင်မကြီးကနီလန်းဘလို့ပေးလဲဆိုတော့အဲ့ဒီအချက်လေးကအလွန်ကြိုက်စရာကောင်းတယ်သူများရဲ့တန်တန်မှာအခုပြောခဲ့တဲ့တရားဆို15မျိုးရှိမယ်ဆိုရင်ငါမနှစ်သက်နိုင်ဘူးငါမမျက်နှိုးနိုင်ဘူးအဲ့ဒါလို့ဆိုရင်ငါတန်တန်မှာအဲ့ဒီလိုအဆုံးမခက်ကြောင်းတရား15မျိုးများရှိနေမယ်ဆိုရင်သူများကလည်းပဲနှစ်သက်ကြမှာမဟုတ်ဘူးမျက်နှိုးကြမှာမဟုတ်ဘူးဆိုတဲ့အတွေးနဲ့အဲ့ဒါကိုဖယ်နိုင်အောင်ကြိုးစားရမယ်အနှစ်ချုပ်ပြောရမယ်ဆိုရင်သူများလောဘဒေါသတွေကြီးရင်ကိုမကြိုက်ဘူးနော်အဲ့လိုဆိုရင်ကိုလောဘဒေါသကြီးရင်ရောသူများကြိုက်မလားမကြိုက်ဘူးသူများမနာလိုမှုဝန်တုံမှုတွေရှိနေတာမြင်ရရင်ကိုမကြိုက်ဘူးအဲ့လိုဆိုရင်ကိုမနာလိုမှုဝန်တုံမှုတွေရှိနေရင်ရောသူများကြိုက်မလားမကြိုက်ဘူးကိုနှိုင်းရှင်ရမယ်နော်မှန်ကြည့်လိုက်ပါအောင်ဆိုတာအဲ့ဒါကိုပြောတာနော်သူများအဲ့ဒါမျိုးဖြစ်နေရင်ကိုမကြိုက်ဘူးဆိုရင်ကိုအဲ့ဒါမျိုးဖြစ်နေတယ်သူများကြိုက်မှာမဟုတ်ဘူးလို့နားလည်ဖို့လိုတယ်ပေါ့လူတွေဆိုတာကသူတော်ရဲ့လေးစားမှုတန်ဖိုးထားမှုမျက်နှာမှုကိုရကျင်ကြတာပဲဟုတ်လားရကျင်တယ်ဆိုရင်ရစရာရှိမှရမှာဟုတ်လားရစရာမရှိဘူးအခုလိုဆိုရတဲ့တရားတွေရှိနေတယ်ဆိုရင်လေးစားမှုမျက်နှာမှုကိုရနိုင်မလားမရနိုင်ဘူးကိုအားသူများကိုပေးနိုင်မလားအဲ့ဒါမျိုးတွေရှိနေမပေးနိုင်ဘူးဒါကိုစဉ်းစားရမယ်လို့ပြောတာနောက်တစ်ဆင့်ထပ်ပြီးတော့ဟောပြန်တယ်အဲ့ဒီတရားဆို15မျိုးကိုပယ်ရှားဖို့အတွက်ကိုစစ်ဆေးရမယ်ငါမှဒီတရားတွေရှိသလားဒီမကောင်းတဲ့တရားတွေရှိနေတယ်ဆိုရင်ဖယ်ရှားဖို့ကြိုးစားရမယ်တဲ့ဥပမာနော်လှကျင်ပကျင်တဲ့အရွယ်လေးမှန်ကြည့်ကြပြီဆိုရင်မျက်နှာပေါ်မှာတကယ်လို့မျက်အညစ်အကြေးရှိမယ်ဆိုရင်အဲ့ဒါကိုဖယ်ရှားသုတ်တင်ပြစ်တယ်လို့မျိုးပဲတဲ့ဒါလေးကိုကြည့်ပြီးတော့ဦးဇင်းကအဲ့ဒီတရားကိုမှန်ကြည့်လိုက်ပါအောင်လို့ခေါင်းစဉ်ပေးတာဟုတ်လားကို့မှာအဲ့ဒီမကောင်းတဲ့စိတ်တဘာဝတွေရှိတယ်ဆိုရင်ဖယ်ရှားဖို့ကြိုးစားရမယ်မှန်ကြည့်တဲ့လူဟာမျက်နှာပေါ်မှာအညစ်အကြေးတွေ့ရင်ဖယ်ရှားတယ်လို့မျိုးတကယ်လို့အဲ့ဒီစိတ်အညစ်အကြေးတွေအဲ့ဒါတွေမရှိဘူးဆိုရင်တော့ဝမ်းမြောက်ဝမ်းသာကု
ကုသိုလ်တရားတွေမှာတီးပြီးတော့စတဲ့တဘုတ်ကောင်းအောင်ကြိုးစားပါလို့အဲ့လိုမထေရမြတ်ကြီးကဟောခဲ့လားအဲ့ဒါကိုဘာခေါ်တော့အနုမာနသုတ်တံတဲ့။ယဟန်တို့ရဲ့ပါတိမောက်လို့တောင်ပြောတဲ့သုတ်တံတဘုတ်ပေါ့